သတင်းချုပ်ပွဲတော်၏မူလအစသည်တာဝတိန်တန်တဲ့ပြည်တွင်ဝါတွင်3လပတ်ပတ်လုံးအပိဓမ္မာတရားဟောကြားခဲ့သည့်မြတ်စွာဘုရားလူကီပြန်လည်ဆင်းသက်လာသည်ကိုကျူဆိုခြင်းဟုယုံကြည်ကြသည်ဗုဒ္ဓဘုရားသည်သတင်းချုပ်လာပြည်နေတွင်နတ်ပြည်မှလူကီသို့ဆင်းသက်လာကြောင်းယူဆထားပြီးမြတ်စွာဘုရားပြန်လည်ဆင်းသက်မှုကိုဂုဏ်ပြု၍မိထုံပွဲများစီမီပူဇော်မှုများကျင်းပလာခဲ့ကြပါသည်ပထမဦးဆုံးမိထုံပွဲတော်သည့်မြတ်စွာဘုရားအပေါ်ကျေးဇူးတော်ပြုခြင်းနှင့်မိယုခလာထုံနှံများကိုထိမ့်သိမ်းထားခြင်းအဖြစ်ရိုးရမိုးစားမှုမိရှုစီမီများကိုထွန်းညီကကျင်းပခဲ့သည့်သက်သေရှိသည့်နိုင်ငံတော်အကြီးအကဲများလည်းထိုပွဲများတွင်တက်ရောက်ကြပြီးလက်ဆောင်များအစ်စ်လဲလှယ်ပေးခြင်းရွှေနန်းတော်တွင်စီမီပူဇော်ခြင်းစသည့်ရိုးရပွဲခမ်းနားများပါဝင်ပါတယ်။သတင်းကျွတ်ဆိုသည့်နှစ်တလတွင်မြမပြက်ကလေးရဝါကျူလာပြည်နေတတမမြောက်လာအဖြစ်သတ်မှတ်ကြပြီးရှီခိကျောက်စာများတွင်တန်တူလဟုပင်ခေါ်ဆိုခဲ့သည့်ဗုဒ္ဓဘာသာ၏ဘာသာရေးယုံကြည်မှုနှင့်ပုံစံကိုအခြေခံကကျင်းပလာသောကြောင့်ဝါလာကင်းလွတ်စွန်အလူပွဲများဖျားစီတီများ၌စီမီပူဇော်ခြင်းစသည့်အစင်းလာများရှိလာခဲ့ပါသည်တရင်ကျပွဲတော်သည်ရှီကာလာမှယနေ့ထိမြမဒေတာတွင်ဘာသာရေးယဉ်ကျေးမှုနှင့်လူမှုရေးစည်းလုံးမှုအထိမ်းအမှတ်အဖြစ်ထင်ရှားစွာထိမ့်သိမ်းကျင်းပလာကြောင်းအတိအကျသိရှိရပါသည်မြတ်စွာဘုရားရှင်သည်တာဝတိန်တန်တဲ့ဒီမှာတင်ကတနကိုပြည်သို့ဆင်းသက်လာသည့်အထိမ့်အမှတ်အဖြစ်စီမီထုံပွဲများကျင်းပကြသည့်တရင်ကျလာသည့်ဝါရင်တလာ၏နောက်ဆုံးလဖြစ်ပြီးဝါစုတော်တန်ဃာတော်များတရင်ကျလာမှစပြီးတရင်သုံးနိုင်သည့်အခွင့်အရေးရသည်ဟုယူဆကြပါသည်ဒီပွဲတော်တွင်လူတိုင်းသည်မိဘဘူးပွားများအားခွင့်လွှတ်ပြီးကျေးဇူးပြုပူဇော်ကြောကြပါသည်တရင်ကျပွဲတော်မှာရိုးရမှုစားခြင်းစီမီထုံပွဲဗုဒ္ဓတရားရဲ့အပိဓမ္မာတရားဟောကြားမှုအပြီးဆုံးလွတ်ခြင်းကျေးဇူးတော်ပူဇော်ခြင်းစသောဖြောပြမှုလည်းပါဝင်သည်တရင်ကျပွဲတော်တမိုင်းကျောင်းမှာမိုးရသည့်ကုံဆုံးသက်သက်မှုဗုဒ္ဓဘာသာရဲ့အသက်ရှင်မှုနဲ့လူမှုစည်းလုံးမှုတို့ကိုဖော်ပြသည့်ယဉ်ကျေးမှုဆိုင်ရာအရေးကြီးသောပွဲတော်ဖြစ်ပါတယ်